ကျမမိတ်ဆွေတွေထဲမှာ training တွေလုပ်နေတဲ့ trainers တွေ coach တွေ consultant တွေရှိပါလားဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ career ကိုနောက် level up ဖို့အတွက်ဒီမှာ training of trainer ဆိုတဲ့သင်တန်းလေးကိုမျှဝေပေးခြင်းနဲ့အဲ့ဒါကတော့ဗာလဲဆိုတော့ကျမတို့တွေglobal license trainer အဖြစ်ဂျနီဗာကပေးအပ်မဲ့ဒီ SIMB program ရဲ့global license trainer လက်မှတ်ရမဲ့TOD အတန်းလေးဖြစ်ပါတယ်ဆိုတော့ဒီ TOD ကိုကျမတို့14 15 16 19 18 August မှာရန်ကုန်မြို့စိန်လန်းစုပြေမှာကျင်းပမှာဖြစ်ပါတယ်ဆိုတော့ဒီ TOD ဒီကိုယ့်ရဲ့ participants တွေကိုပြန်ပြီးတော့တက်ကြွနဲ့သင်တန်းတွေကိုလေ့လာနိုင်အောင် energy အပြည့်နဲ့ပါဝင်နိုင်အောင်ဘယ်လို train ရမလဲဆိုတော့သင်တန်းတစ်ခုကိုထိထိရောက်ရောက်ဘယ်လိုပေးရမလဲဆိုတော့ training methodologies တွေကိုဒီမှာလေ့လာရမယ်အဲ့တော့ကျမတို့ကိုသင်ရတဲ့ adults တွေလူကြီးတွေကိုသင်တဲ့အခါမှာဘယ်လိုနည်းလမ်းတွေကထိရောက်လဲအဲ့တော့ action learning approach တွေကိုလည်းကျမတို့ဒီမှာလေ့လာရမယ်အဲ့တော့နောက်ပြီးတော့ဒီ stage ပေါ်မှာကိုကဘယ်လို performance လုပ်ရမလဲအဲ့တော့ဒီအောက်မှာရှိနေတဲ့ audience တွေအကုန်လုံးကကိုစိတ်ဝင်စားလာအောင်သူတို့ရဲ့ attention တွေအားလုံးကဒီသင်တန်းခန်းမထဲမှာပဲရောက်နေပြီးတော့ focus တွေရနေအောင်ကျမတို့ဘယ်လိုမျိုးနည်းလမ်းတွေနဲ့သင်ရမလဲဘယ်လို activities တွေနဲ့သင်ရမလဲဆိုတာကိုဒီမှာအများကြီးလေ့လာရမယ်အဲ့တော့ဒီအပြင်ကျမတို့တွေဒီ trainer တယောက်အနေနဲ့ဘယ်လို language pattern တွေကထိရောက်ရောက်သုံးလို့ရနိုင်လဲလေ့လာလို့ရမယ်အဲ့တော့နောက်တစ်ခုကတော့ကျမတို့တွေcurriculum development ပါအဲ့တော့ကျမတို့ဒီ training methodologies တခုကိုကောင်းကောင်းသာရမယ်ဆိုလို့ရှိရင်အဲ့တော့ဘယ်လိုမျိုးခေါင်းစဉ်ကိုမဆိုကျမတို့ကထိရောက်သင်နိုင်မယ် trainers တွေ consultant တွေ coach တွေလုပ်နေတဲ့သူမဟုတ်ရင်တောင်မှကိုယ့်ရဲ့ team members တွေကိုကိုယ်တိုင်ပြန်ပြီးတော့ training တွေပို့ချပေးခြင်းနဲ့ဒီလုပ်ငန်းရှင်တွေ leaders တွေကိုယ်တိုင်လည်းဒီသင်တန်းကိုလာရောက်တက်လို့ရပါတယ်အဲ့တော့ကျမတို့တွေ9ရက်တိတိတက်ရမယ်ဒီ training ကိုအားလုံးကိုကြိုဆိုတယ်ဆိုတော့ကျမတို့လူဦးရေကန့်သက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးစီးရင်ပေးဖို့အတွက်အားလုံးဖိတ်ခေါ်ပါတယ်